နာဥသောဘဂဝါတာသာနာတာပါသတာအရဟတာသမ္မာသမ္ဗုဒ္ဓေနဤသူပိရကေသူသုတ္တန္တပိရကေပင်စသူနိကာယေသူခောရကနိကာယေဓမ္မပရိသဗ္ဗိတတိမေဗြဟ္မဏဝေကေဒေဝိတတိမံသတုံနံသာမိရဏံဝတ္ထုပတိတံယုတ်တံသုတ်တံကာထကာရဗဂေတမေဝတ္ထုသမေကထိင်္စဘာတိတံသာဝတိယံဗန္တေသတ္တရောခိနာသဝသမဏိရေအာရဗဘာတိတံဧကာတိဝသံဗန္တေသံဃိသောပန္တိတောသောဘာကောရေဝတောတိသန္တာရောခိနာသဝသမဏိရာသာဝတိယံဧကန္တဗျာမနတကေဥဒိသဗတ္တဝါရံဘာပုနိတဝံဒန္ထဘာတောဝကန္တဝါဗျာမဏိယကုပိတာယဘုနဘုနံမံလကဗျာမဏိအာနိယပင်တိယဘာတောဝပဋ္ဌာယကိဉ္စီအလဗမာနာဇီကိသယပိလိတာပိနာကုဇိန္တုဒါသမိဗန္တိဝတ္ထုသမေအာဝိရုဒ္ဓံဝိရုဒ္ဓေတုအတ္တဒံတေတုနိဂုတံသာဒာနေတုအနာဒါနံဓမ္မဟံယူမိဗျာမနန္တိဧဝံခောဗန္တိဘဂဝတာဘာတိတံသိယမူမြင်နာမူ၍ဘုရားတို့ခန္ဓာမူလိုက်သောဉာဏ်ရငါးပါးတရားလုံးစုံကိုကောင်းစဉ်သိမြင်တော်မူသောဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောထိုသဗ္ဗညုမြတ်စွာဘုရားသည်သုတ်တံပိရကဝိနိပိရကအဘိဓမ္မာပိရကဟူသောပိရကသုံးပုံတော်တွင်သုတ်တံပိရက၌ငါရသောနိကေတော်တွင်ခောရကနိကေဝေပါဓမ္မာရမြည်သောပါဠိတော်ကျမ်းမြတ်ဝေ26ခုမြောက်ဖြစ်သောဗျာမနာဝေ၌23ခုမြောက်ဖြစ်သောသာမဏေ၄ပါးတော်၏ဝတ္ထုနှင့်စပ်ဆိုင်သောသုတ်တံတရားဒေသနာတော်များကိုဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သောအကျင့်ရာအဖြစ်ဟောကြားတော်မူခဲ့ပါသနည်းငါခြင်းသာဝတိပြေအယဝေယဟန္တာသမဏိယော၄ပါးကိုအကြောင်းပြု၍သဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်သဗ္ဗညုမြတ်စွာဘုရားသာဝတိပြည်သေတဝံကြောင့်ဝေကိအောင်မွေလျောနေတော်မူသောအခါသံဃိစ္စသမဏိသောဘာကသမဏိပန္တိတာသမဏိရေဝတသမဏိဟူ၍ခုနှစ်အရွယ်ယဟန္တာသမဏိငယ်၄ပါးတို့ထင်ရှားရှိကြပါသည်တနေ့သောအခါဝေသာဝတိပြည်အတွင်းတခုသောဘုံသာအိမ်၌အိမ်ရှင်ဘုံနေမှသည်သံဃာ၄ပါးသာဆွမ်းတို့ကိုစီမံချက်ပြုတ်ပြီးသောကာလအိမ်ရှင်ယောက်ျားဖြစ်သောဘုံသာကိုကိစ္စဗျာမနဝိဟာရံကန္တဝါသန္တာရောမဟလကဗျာမဏိအာနေ၏သွားပါကြီးအသင်ဘုံသာဇေတဝန်ကျောင်းတော်သို့သွားပြီးလင်၄ပါးသောယဟန်တော်ဘုံသာတို့ကိုဗျာမဏဂိုင်းဝင်ယဟန်တော်ဘုံသာတို့ကိုပင့်ဆောင်ခဲ့ပါလိုဟုဇေခိုင်းလတ်သည်တွင်အိရှင်ဘုံသာသည်လေကျောင်းတော်သို့သွားရောက်၍သံဃာတော်တို့ထံမောက်ဝဲ၄ပါးသောယဟန်တော်တို့ကိုညွှန်ကြားတော်မူပါကြောင်းတောင်းပန်လျောက်ထားခဲ့ပါသည်ယင်းလိုပုံနာလျောက်ထားသဖြင့်ရောက်ရှိလာသောဥဒေသဗတ်ဆွမ်းသည်ကအရှင်သံဃိစ္စသာမဏေ
အရှင်ဗန္ဓိတသာမဏေအရှင်သောဘာကသာမဏေအရှင်ရေဝတသာမဏေဒီဟုသောခုနှစ်အရွယ်ယဟန္တာသာမဏေငယ်၄ပါးတို့အထိုဥဒိသဆွမ်းသည်အလျအကျဉ်းရောက်ခဲ့ပါသည်တို့ဖြစ်ရကထိုပုံနာသည်အလျအကျဉ်းကြသောသာမဏေငယ်၄ပါးကိုပင်ဆောင်၍မိမိအိမ်သို့သွားရာတွင်အိရှင်ဘုံနေမှအဝေးမှပင်မြင်လတ်သဖြင့်နှလုံးမသားရာခုံလောက်၌ပြည့်သွန်းအပ်သောစာမှုပမာအမြတ်တော်သာတချောင်းချောင်းထွက်လာ၍တုံဝိဟာရံကန္တဝအတနောနတ္တုမတ္တေအဘဝန္တေသန္တာရောကုမာရကေကေတဝအာဂတောတိဩဘုနာအသင်ဒီကကျောင်းတော်သို့သွားပြီးလင်မထေကြီးဗျာမနဇဝမထေကြီး၄ပါးကိုပင့်ဆောင်ကြလောဟုငါမှာလိုက်ပြီးဖြစ်ပါလျက်မိမိဤမြည်လောက်မျှမရှိကုန်ကြသေးသောသာမဏေငယ်ကလေး၄ပါးတို့ကိုပင့်ဆောင်၍သင်ဒီကလာခဲ့ကြ၏ဤသို့မြည်တွန်းတောက်တီစကားပြောကြပြီးလင်ရှေးဟုစွာဖို့ဝဲမထေကြီးတို့အလို့ငါဟုရည်တန်၍မွန်မြတ်လာသောနေရာတို့ကိုခင်း၍ထားပါတော်လီထိုနေရာတို့၌သာမဏေငယ်၄ပါးတို့ကိုနေရာပေးခြင်းအမှုအလင်းမပြုပဲနေသောအင်းမြင်ငယ်တို့ကိုခင်း၍ထိုသာမဏေငယ်၄ပါးတို့ကိုထိုအင်းမြင်ငယ်တို့၌ထိုင်စေပြီးလင်ကိစ္စတွန်ဗျာမနအင်းညာဟောလောကေတဝအာနိဩဘုနာသွားပါကြီးတပါးသောမထေကြီးဖြစ်သောယဟန်ကိုကြည့်ရှုပြီးဆောင်ယူခဲ့ပါလောဟုပင့်ဆောင်ခဲ့ပါလောဟုတဖန်စေလွတ်သောအခါထိုဘုနာသည်လီကျောင်းတော်သို့သွားရောက်၍အရှင်သာရိပုတ္တရာမထေရသူမြတ်ကိုတွေ့မြင်လာသဖြင့်ဧထအမကံကေဟံဂမိတမကြွပါကုန်အကျွန်ုပ်တို့၏အိမ်သို့သွားကြပါကုန်အံ့ဟုအရှင်သာရိပုတ္တရာမထေရသူမြတ်ကိုပင့်ဆောင်ခဲ့ပါသည်အိမ်တကားဝသို့ရောက်သောအခါအရှင်သာရိပုတ္တရာမထေရသူမြတ်သည်လေအိမ်ဤအတွင်းဝဲ9နှစ်အရွယ်ယဟန္တာသာမဏေငယ်၄ပါးတို့ကိုမြင်တော်မူလသဖြင့်ထိုအိရှင်ဘုံသားကိုဣမေသံဗျာမနာနံဗတ္တံလတ္ထံဒါယကဘုံနာမကောင်းမှုအကုသိုလ်ကိုပယ်ရှားပြီးဖြစ်ကြသောဤဗျာမနအရိယဇဝံပုဂ္ဂိုလ်၄ဦးတို့အားဆွမ်းကိုရပါပြီလောဟုမေးမြန်းတော်မူလတ်သောအခါထိုရှင်ဘုံနာသည်နလတ္တံမရအပ်သေးပါမလူအပ်သေးပါဟုပြန်ကြားလျောက်ထားလတ်သည်တွင်အရှင်သာရိပုတ္တရာမထေရသူမြတ်သည်လေးပါးစာအတွက်ဆွမ်းကိုပြင်ဆင်ထားသည်ကိုသိမြင်တော်မူလ၍အာရမေပတ္တံငါဤတပိတ်ကိုတဖန်ပြန်၍ဆောင်ခဲ့လောဟုပြောဆိုပြီးသောအခါကိုတော်မြတ်ဤတပိတ်ကိုယူဆောင်၍ထိုအိမ်မှဖဲတော်မူခဲ့လေပါသည်ထိုအချင်းအရာကိုမြင်လိုက်သောပုံလေးမှကအိရှင်ဘုံနာကိုဂိဣမိနာဟုတ်တံဩဘုံနာဤယဟန်တော်မထေရကြီးကအဘယ်ကိုပြောဆိုအပ်သည်နည်းဟုမေးမြန်းလတ်သည်တွင်အိရှင်ဘုံနာကဧတေသံဃာတတိနိသိဏနံဗျာမနာနံလတ္တဝတ္တိတိအာဟရမေပတ္တံတိအတနောပတ္တံကေတဝါကတောနဘုံဇိတုကာမောဘဝိတ္တိဩရှင်မဤအိမ်တော်မှာတရင်သုံးထိုင်နေတော်မူကြသောမကောင်းမှုအကုသိုလ်ကိုအပပြုပြီးဖြစ်ကြသည်အရိယာဗျာမနအရှင်၄ပါးတို့အားဤဆုံးကိုရခြင်းဟာသိ၏ဟုအကြံတော်ပြု၍ငါတပိတ်ကိုယူဆောင်ခဲ့လို့ဟုပြောဆိုပြီးလင်ကိုတော်မြတ်ဤတပိတ်ကိုယူဆောင်၍သွားပါပြီ
ဆွမ်းကိုစားခြင်းကအလိုမရှိ၍ဖြစ်ပါလိမ့်မည်ဟုပြန်ကြပြောဆိုလက်သည်တွင်တဖန်ပုံလေးမှာကဒီကံကံတဝအဉ္ဉံဩလောကတဝအာနေ၏သွားပါကြီးပုံလားကျောင်းတော်သို့သွားရောက်ပြီးလင်အလင်းအမြန်ကျောင်းတော်သို့သွားရောက်ပြီးလင်တပါးသောမထီကြီးကိုပင့်ဆောင်ခဲ့ပါလို့စေလွတ်သောအခါရှိနှင့်အတူပင်ကျောင်းတော်သို့သွားခဲ့၍အရှင်မမောဂလမထီသူမြတ်ကိုတွေ့မြင်သည်ဖြင့်ထိုမထီသူမြတ်ကိုပင်ဆောင်၍လာသောအခါ၌လီရှိနှင့်အတူပင်အရှင်မမောဂလမထီသည်လီမိမိ၏တပိတ်ကိုယူဆောင်တော်မူ၍ထိုအရမှဖဲခွာတော်မူခဲ့ပါသည်ထိုအခါအိရှင်ဘုံဒီမှာကနဘုံဂိတုကာမဘဝိတံတိဤမထီမြတ်ကြီးတို့သည်စားခြင်းကအလိုမရှိကုန်သည်ဖြစ်တော်မူကြပါလိမ့်မည်ကိစ္စဗျာမနဗျာမနဝါဒကံကံတဝဧကံမဟာလကံဗျာမနအာနေ၏သွားပါကြီးပုံနာတို့ဤဝါဒစကားပြောကြရာအယဌာနာသို့သွားရောက်၍အကြီးဆုံးဖြစ်သောပုံနာတဟုကိုပင်ဆောင်ခဲ့ပါလို့ဈေခိုင်းခြင်းအမှုပြုပါသည်သာမဏေငယ်၄ပါးတို့မှာကနန်းတဲ့အခါကပင်အစပြု၍နေမြင့်သည့်အခါတိုင်အောင်တစုံတစ်ခုမျှစားပွဲတောက်ပွဲကိုမရရှိကြသဖြင့်သာလောင်မှုသိချင်းပြင်းစွာနှိပ်စက်သဖြင့်ပင်ပန်းနွမ်းနယ်လျက်ရှိကြပါကုန်မည်ထို့ကြောင့်ရကတရားမင်းနေရာပူနွေးသောအချင်းအရာကိုပြလတ်သဖြင့်တရားမင်းသည်အကြောင်းချင်းရာကိုစူးစမ်းဆင်းခြင်းလက်သည်တွင်သာမဏေငယ်၄ပါးတို့နတ်နှင့်စောစီစွာမှအစပြု၍တစုံတစ်ခုမျှမရရှိပဲဆာလောင်မှုသိချင်းပြင်းစွာနှိပ်စက်သဖြင့်ပင်ပန်းနွမ်းနယ်သောအချင်းအရာကိုမြင်၍ထိုရတုငါသည်သွားခြင်းငါသိ၏ဟုကြံစီပြီးလင်ပုံနာအိုး၏အသွင်ဖြင့်ပုံနာတို့ဝါဒစကားပြောကြရာစေရဝဲအမြတ်ဆုံးဖြစ်သောနေရာ၌ထိုင်လျက်ရှိပါသည်ထိုအရှင်ဘုံနာသည်ထိုအရသို့ရောက်သောအခါဣဒာနိမေဗျာမဏိအနမနာဘဝိတတိယခုအခါ၌ကငါဤအိရှင်မပုံနေမှသည်နှစ်လိုအာယံဝမ်းမြောက်ဝမ်းသာဖြစ်ရှာလိမ့်မည်ဟုကြံစီစဉ်းစားပြီးလင်ပုံနာအိုရောင်ဖန်ဆောင်လျက်ရှိသောတရားမင်းကိုပင်လင်ဧဟိအမကံကေဟံကမိတ်တာမှာကြွတော်မူပါကျွန်းတို့၏အိမ်ကိုသွားကြပါကုန်အဟုပင့်ဆောင်ခဲ့ပါသည်အိရှင်ဘုံနေမှသည်အဝေးကပင်လင်ဘုံနာဥအသွင်ဖန်ဆင်းသောတရားမင်းကိုမြင်လာ၍လွန်စွာနှစ်သက်အာယံဝမ်းမြောက်ဝမ်းသာဖြစ်ပြီးလင်နှုတ်ဥစာခင်းထားရမည်နေရာကိုတဏှာသည်ထပ်၍ခင်းပြီးလင်ဣဒအေယနိတိတာဟိဟိုအရှင်ဤနေရာ၌တိုင်တော်မူပါဟုဘာယံညွတ်ပြောင်းတောင်းပန်စကားလျောက်ထားပြောဆိုလပ်ပါတော်လီဘုံနာအိုအသွင်ဖန်ဆင်း၍လာသောတရားမင်းသည်အိအတွန်းရှိရင်စွာဖြစ်သောသာမဏေငယ်၄ပါးတို့ကိုငါးချက်သောတည်ခြင်းဖြင့်ယူသေးသွားရှိကိုပြီးမှသာမဏေငယ်တို့ထိုင်နေရာနေရာ၏အစွန်အပမြေပြင်အရဝဲထိုင်လျက်ရှိပါသည်ထိုအချင်းအရာကိုမြင်ရသောအိမ်ရှင်ပုံနေမှသည်လေနှလုံးမသားမယာဖြစ်ပြီးလင်အဟောတေအာနိတောဗျာမနောဟိုပုံနာသင်ဆောင်ရသောပုံနာဒီကအမွဲရှိပါပေသောဧတံပိတုမတကံကေတဝအာဂတောတိသင်ဤဖခင်မြအရွယ်ကြီးသောဤပုံနာကြီးကိုသင်္ကားခေါ်ဆောင်၍လာခဲ့သည်ကမှန်ပြီတို့စေကမူထိုပုံနာတိကအတနောနတ္တုမတ္တိဝန္တံတောဝိသရတိမိမိဤမြည်အရွယ်မြရှိသော
ကလေးသငယ်လေးဥတို့ကိုပင်ဖြီခိုးလျက်လိလိကျက်သာနေတိုင်းပြီတကားကိဣမိနာနိဂရထနာဩဘုံနာဤပုံနာကြီးဖြင့်အဘယ်ကျိုးရှိအနည်းထိုပုံနာကိုငါတို့၏အိမ်မှပြင်ပသို့ဆွဲထုတ်တော်ဟုဘုံလေးမှပြောကြသောအခါအိမ်ရှင်ဘုံနာသည်ဘုံနာအိုအသွင်ပန်းစင်သောတရားမင်းကိုလက်၌၎င်းပခုံး၌၎င်းနံပါ၌၎င်းဆွဲကင်ထုတ်ပါတော်လိနေရာမှထခြင်းကအလိုမရှိသည်ကိုမြင်လာ၍အိမ်ရှင်ဘုံနေမှကဧဟိဗျာမနတွန်ဧကသမိန်ဟထေကနအဟံဧကသမိန်ဟထေကနိတမိဩဘုံနာလာပါလော့အသင်သည်လက်တစ်ဖက်ကိုဆွဲပါငါသည်ကလက်တစ်ဖက်ကိုဆွဲပါမည်ဟုနှစ်ဦးသာတိုင်းမင်းညီညွတ်ပြီးလင်တယောက်တစ်ဖက်စီလက်ကိုဆွဲ၍မိမိတို့အိမ်တကားပြင်းဝသို့ဆွဲထုတ်သောအခါတရားမင်းသည်လေမိမိနေထိုင်ရင်းနေရာမှာပင်လင်မိမိကတည်နေ၍ထိုပုံနာဇနီးမောင်နှံတို့၏နောက်သို့မိမိ၏လက်တို့ကိုရှိလျာစွာလိုက်ပါစေခဲ့ပါသည်ထိုပုံနာဇနီးမောင်နှံတို့သည်လေမိမိတို့၏နောက်သို့ပုံနာအိုလိုက်ပါလာသည့်အထင်ဖြင့်အိမ်တကားပြင်ဝသို့တိုင်အောင်ပင်ဆွဲဆောင်ခဲ့ကြပါသည်တဖန်အတွန်းသို့ပြန်ဝင်လာသောအခါဘုံနာအိုအတွန်းပန်းစင်သောတရားမင်းမိမိနေမြဲတိုင်းနေရာ၌ထိုင်လျက်သာရှိသည်ကိုမြင်လာသဖြင့်ပြင်းစွာကြောက်ရွံ့၍ဖောက်ပြန်တုံလို့သောအတန်ကိုပြုကြပါသည်ထိုခါမှတရားမင်းသည်မိမိ၏တရားအဖြစ်ကိုထင်စွာပြသောကာလထိုဘုံနာဇနီးမောင်နှံတို့သည်ငါဟုသောပုဂ္ဂိုလ်တို့အားဆွမ်းခဲ့ဘွယ်ဘောစဉ်ကိုတွေ့လူကြပါကုန်သည်ဆွမ်းခဲ့ဘွယ်ဘောစဉ်တွေ့လူပြီးသောကာလထိုငါဟုသောပုဂ္ဂိုလ်တို့တွင်တပါးသည်ကအိမ်၏အထုဝန်းကိုထိုးထွန်းထုတ်ချင်းဖောက်ထွက်၍ကောင်းကင်ခရီးဖြင့်ကျောင်းတော်သို့ပြန်ခဲ့ပါသည်တပါးသောသာမဏေငယ်သည်ကအိမ်အမိုး၏အရှိဘက်မျက်နာကိုဖောက်ထွန်း၍ကောင်းကင်ခရီးဖြင့်ကျောင်းတော်သို့ပြန်ခဲ့ပါသည်တပါးသောသာမဏေငယ်သည်ကအိမ်အမိုး၏အနောက်မျက်နာကိုဖောက်ထွန်း၍ကောင်းကင်ခရီးဖြင့်ကျောင်းတော်သို့ပြန်ခဲ့ပါသည်တပါးသောသာမဏေငယ်သည်ကမြေအတွန်းသို့ငုတ်လျိုး၍ကျောင်းတော်သို့ပြန်ခဲ့ပါသည်တရားမင်းသည်လိတခုသောဌာနမှပင်ဖောက်ထွန်းထိုးထွက်၍မိမိနေရာဌာနသို့ပြန်ခဲ့ပါသည်ထိုအခါမှအစပြု၍ထိုဘုံနာ၏အိမ်ကပင်စစိတ်ဓာတ်အပေါက်ကြီး၅ခုရှိသောအိမ်ဟူ၍ထင်ရှားခဲ့ပါသည်ထိုသာမဏေငယ်၄ပါးတို့ကျောင်းတော်သို့ရောက်သောအခါများစွာသောယဟန်တော်အရှင်သူများတို့ကအာဟုသောကိရိတံငါရှင်လူဘယ်နဲ့လဲဟူ၍အကြောင်းချင်းရာဥဒ္ဓဝလုံးစုံမေးမြန်းတော်မူသောကာလမာနောဗန္တိပုစိတ္တအမာကံဒိဋ္ဌကာလတောပထာယဗျာမဏိကောဓာပိဘူတာပညာတသနေသူနောနိတိတိတုံပိအတ္တတဝါသီကံကန္တဝါမဟာလကဗျာမနံအာနိဟိတိအာအိုအရှင်တို့တပည့်တော်တို့ကိုမေးတော်မမူကြပါကုန်လေတပည့်တော်တို့ကိုမြင်သောအခါမှပင်အစပြု၍အိမ်ရှင်ဘုံနေမှသည်ပြင်စွာအမျက်ထွက်လျက်ခင်းရဲ့တိုင်းသောနေရာ၌ပင်တော်လေတပည့်တော်တို့ကိုနေထိုင်ဖို့ရံမပေးပဲမိမိအိမ်ရှင်ဘုံနာကိုလင်းမြန်စွာကြောင်းသို့သွား၍တပါးသောသက်ရွယ်ကြီးရင်သောပုံနာရာကိုပင်ဆောင်ခဲ့ပါဟုပြောဆိုပါသည်အစရှိသည်ဖြင့်မိမိတို့တွေ့ခဲ့သည်မြအကြောင်းချင်းရာဥဒ္ဓဝလုံးစုံပြန်ကြလျောက်ထားသောအခါဝယ်ယဟန်တော်အရှင်သူမြတ်တို့ကဧဝံကရွန်ဒါနံဘာနာတေတံတုံမေနာကိုစိတ်ထာ
ငါရှင်တို့ဤမြလောက်သင်တို့အားဆင်းရဲအောင်ပြုလုပ်သောထိုပုဏ္ဏဇနီးမောင်နှံတို့အားငါရှင်တို့သည်အမျက်မထွက်ကြပါလားဟုမင်းမြတ်တော်မူကြလတ်သည်တော်နကုသိမဗန္တိအရှင်တို့ဘုရားတပည့်တော်တို့သည်ကအနည်းငယ်မြအမျက်မထွက်ကြပါကုန်ရန်ကြလျောက်ထားသည်တွင်ယဟန်တော်အရှင်သူမြတ်တို့သည်လေအရာထံမောက်သွားရောက်၍ဗန္တိမင်းသားကုသိမာတိအဘုတံဝတ္တဝအဉ္ဉံပြကရွန်တိဘုံတော်နေဝံထွန်းတောက်ပါတော်မူသောမြတ်စွာဘုရားဤမြလောက်အသက်အရွယ်နုနယ်သူဖြစ်ကြသောသံကိစ္စပန္တိတသောဘာကရေဝတ္တိဟုသောဤသာမဏေငယ်၄ပါးတို့သည်ထိုမြလောက်ပုဏ္ဏဇနီးမောင်နှံတို့ကသာလောင်မွတ်သိအောင်နှိမ့်ဆက်အပ်သည်ဖြစ်ပါလေရဲ့အနည်းငယ်မြအမျက်မထွက်ပါကုန်ဘုရားဟူ၍မဟုတ်မလျာပြောကြားကြပြီလေမိမိတို့ကိုယ်အရဟတဘူရောက်သည့်အဖြစ်ကိုဖြေကြကြပါကုန်ပြီဘုရားဟူလျောက်ထားလတ်သည်တွင်သဗ္ဗညုမြတ်စွာဘုရားကဘေကဝေခိနာတဝနာမဝိရုဒ္ဓိဟိပိနဝိရုဒ္ဓံတိယေဝယဟန်တော်မြတ်အိုချေသာတို့ကိလေသာသဘောကုန်ခံပြီးသောယဟန်သာရှင်သူမြတ်တို့သည်သူတစ်ဖက်သားတို့ကဆန့်ကျင်ဘက်အမှုမြည်မြပင်ပြုကုန်ကြတော်လီမိမိတို့ကိုယ်တိုင်ကဆန့်ကျင်မှုအလင်းမပြုသည်သာလင်သည်ဟုမိန့်ကြတော်မူပြီးလင်ဒေသနာတစိတ်ခဏိတော်မူသောအဖြစ်အာဝိရုဒ္ဓံဝိရုဒ္ဓေတုအတ္တဒန္တေတုနိဂုတံသာဒံလေတုအနာဒနံဓမ္မံပြုမိဗျာမနံရှင်သာယဟန်တို့ရန်ညိုးပွဲခြင်းအာဃာတတရားဤအစွမ်းအားဖြင့်ပြင်းထန်စွာဆန့်ကျင်ဘက်အမှုပြုကြသောလူအပေါင်းတို့အနက်မှရန်ညိုးပွဲခြင်းအာဃာတတရားပေရှားပြီးဖြစ်သည်ဖြင့်ဆန့်ကျင်ဘက်အမှုအလင်းမပြုသည်လေးဖြစ်သောဒုလင်္ကံဆွဲကိုင်း၍သူတစ်ဖက်သားတို့အားရိုက်ခတ်ခြင်းမှမကျင်ရှောင်သောပုဂ္ဂိုလ်တို့အနက်ဒုလင်္ကံဆွဲကိုင်း၍သူတစ်ဖက်သားတို့အားရိုက်နှင့်ပုခတ်ခြင်းမှကျင်ရှောင်ခြင်းတော်မူပြီးသည်လေးဖြစ်သောဤဒီကငါဥစ္စာဟုတဏမာနအစွဲပြင်းထန်သောဤတတ္တလောကကြီးထဲ၌တဏမာနဖြင့်ဇိုးစင်မြဆွဲလန်းခြင်းအလင်းရှိသည်အလင်းမရှိသည်လေးဖြစ်သောထိုဆိုအပ်ပြီးသောယေရှုကိုနှင့်ပြည်စုံသောပုဂ္ဂိုလ်ကိုငါဘုရားသည်မကောင်းမှုအကုသိုလ်မှအပပြုပြီးဖြစ်ရကားဗျာမနစင်စစ်ဧကံဖြစ်၏ဟုငါဘုရားဟောကြားပြီဟုဒေသနာတော်ဤကုံအဆုံးသတ်သောအခါမြတ်စွာသောပုဂ္ဂိုလ်တို့သောတာပတိဘုရားသည်သို့ရောက်တော်မူကြပါကုန်သည်ဤသို့လင်္ကမဗဒပါဠိတော်ကျမ်းမြတ်ဝဲ26ခုမြောက်ဖြစ်သောဗျာမနဝတ်၌23ခုမြောက်ဖြစ်သောသာမဏေကျော်၄ပါးတို့၏အကြောင်းဝတ္ထုနှင့်စပ်သောဤသုတ်တံဒေသနာတော်မြတ်ကိုသာဝတ္ထိပြည်အရဝဲလျောက်စွာပြီးသောအထုပ္ပဝတ္ထုကြောင့်သာမဏေကျော်၄ပါးတို့ကိုအကြောင်းပြု၍အာဝိရုဒ္ဓံဝိရုဒ္ဓေတုအတ္တဒန္တေတုနိဗ္ဗုတံသာဒာနေတုအနာဒနံသမဟံပြုမိဗျာမနံဟုဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားဓမ္မဂရနန္တရံပါဏအာဟုသောသံဃိတာယဥဒ္ဒနာပါဠိယံပထမေဘောရိဝေကေပထမဘောရိသုဒ္ဓသင်္ခါတံဥဒ္ဒနာဘဂဝတာကထာကရာကမ္မထံဝိရိတဝါကထင်္စဥဒ္ဒနိတံဝ
ဥရဝေလာယမန္တိနိသနေရသရာယတိရေဘောဓိဒုက္ခမူလေအဘိသံဘောဓိတောတတ္တမယရတိယပထမေယမေပဋိစ္စသမုပ္ပါဒအနုလောမံမနတိကတဝအဝိဇ္ဇာတိပစ္စယသမုဒယေနသင်္ခါရာတိကန္တာပစ္စယုပ္ပန္နတဒုက္ခကန္တတသမုဒယသင်္ခါတံအထံဝိဒိတဝါယထာဝေပါတုဘဝန္တိဓမ္မာအာတာပိနောဇာယတောဗျာမနတအတန္တကင်္ခဝပယန္တိသဗ္ဗယတောပဇာနန္တိသဟေတုဓမ္မန္တိဧဝံခောဗန္တိဘဂဝတာဥဒာနိတံဓမ္မရာပါဠိတော်ဤအချမ်းမဲ၌သင်္ဃာနာတင်ထားသောဥဒံပါဠိတော်မြဝေကျေဥစွာသောဘောဓိဝေနာဤပထမဘောဓိသောဟုခေါ်ဆိုသောဥဒံစကားတော်မြတ်ကိုဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်အဘယ်ရည်သာ၌ဘယ်ခါကာလဝေဘယ်သို့သောအကြောင်းအရာနှင့်သဘောကိုသိမြင်တော်မူ၍ဘယ်သို့သောအချင်းရာအချင်းဝမ်းမြောက်ကြည်နူးလျက်ဥဒံကျွရင်တော်မူခဲ့ပါသည်ငါရှင်ဥရဝေလတောနေရင်သရာမြေကအနိမဟာဗောဓိပင်အပရာဇိတာပလင်တော်အယဝေဥဒံပြုရင်တော်မူအပ်ပါသည်ဘုန်းတော်ကြောင့်ပါနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်အရဟတမေညာသဗ္ဗညုတဉာဏ်တော်သို့ရောက်ရှိ၍လူသုံးပါး၌တရားစင်စစ်ဖြစ်တော်မူသောနိမအစပြု၍မဟာဗောဓိပင်အပရာဇိတာပလင်တော်ဝေခွန်ရဲ့ပါလုံးဗလသမဘာဝိမု ക്തി ချမ်းသာကိုခံစား၍နေတော်မူခဲ့ပါသည်ခွန်ရဲ့လွန်မြောက်သောအခါထိုဗလသမဘာချမ်းသာမှထတော်မူလိုက်၍ညဥ်ယံဝေပဋိစ္စသမုပ္ပါတရားတော်မြတ်ကိုအနုလုံးဆင်ញင်စဉ်းစားတော်မူခဲ့ပါသည်ဒီမသမိန်ဂတိဣဒံဟောတိဣမသုပ္ပဒဣဒံဥပ္ပစ္စတိဤသို့သဘောရှိသောအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့ထင်ရှားရှိလတ်သောသင်္ခါရအစရှိသောအကျိုးတရားတို့ဖြစ်ပွားနိုင်အဝိဇ္ဇာတိဟုသောတရား၏ဟေတုပစ္စယအစရှိသောဆံယာပစ္စယသတ္တိတို့ဖြင့်ကျေစုပြုခြင်းကြောင့်သင်္ခါရတိဟုသောအကျိုးတရားတို့ဖြစ်ပွားခြင်းသည်ဖြစ်၏ဤသို့စသည်ဖြင့်ပဋိစ္စသမုပ္ပါတရားတော်ကိုအနုလုံးဆင်ញင်တော်မူခဲ့ပါသည်ယင်းသို့ဆင်ញင်တော်မူပြီးသောအခါကာလဝေဤသို့လင်ပဋိစ္စသမုပ္ပါအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့ထင်ရှားဖြစ်ခြင်းကြောင့်သင်္ခါရအစရှိသောအကျိုးပစ္စည်းပံဒုက္ခအစုတရားတို့ထင်ရှားဖြစ်သည်ကိုပိုင်းခြားထင်သိမြင်တော်မူသောအခါကာလဝေလွန်စွာနှင့်လူအားယံပီတိပြဋ္ဌာန်းသောစိတ်နှလုံးဖြင့်ဖြစ်စေအပ်သောယထာဝေမတုဘဝန္တိဓမ္မာအာတာပိနောသာယတောဗျာမနတအထန္တာကင်္ခဝပယန္တိသဗ္ဗယတောပဇာနာတိသဟေတုဓမ္မံအကျဉ်အခါ၌ကိလေသာတို့ကိုပူပန်စေတတ်သောသမ္မပဒံလုံးလာရှိသောအာရမဏုပနိဒာနသံလက္ခဏုပနိဒာနသံဖြင့်ယုံနံတရားတို့၏လက္ခဏာကိုစိုက်စိုက်စူးစူးရှုမြင်လေရှိသောယင်းလိုရှုမြင်လေရှိသဖြင့်မကောင်းမှုအကုသိုလ်မှအပပြုပြီးသောယဟနာပုဂ္ဂိုလ်၏သဏ္ဍာန်၌ဟောတိပက္ခိယတရား39ပါးတို့သည်ထင်ရှားဖြစ်ကုန်၏တဏီကာဖြင့်အရဟတမေဉာဏ်တို့ရောက်သဖြင့်ဒုက္ခသမုဒယနိရောဓမေဃတိဟုသောသစ္စာ၄ပါးတရားတို့သည်ထင်ရှား၍နေကုန်၏ထိုသို့နေသော
အရဟတမေဉာဏ်သို့ရောက်ပြီးသောယန္တာသခင်အရှင်သူမြတ်၏သဏ္ဍာန်၌အကြောင်းနှင့်တကွသောအဝိဇ္ဇာအစရှိသောအကြောင်းနှင့်တကွသောသင်္ခါရအစရှိသောအကျိုးတရားတို့ကိုပိုင်းခြားထင်ထင်ကျွမ်းမဲ့ကုံစင်သိမြင်ပြီးဖြစ်သောကြောင့်ပဋိစ္စသမုပ္ပါဒ်နှင့်ဆက်လျက်ဖြစ်သောယုံမှားခြင်းအစရှိသောအကြောင်းတရားတို့ထင်ရှားဖြစ်ခြင်းကြောင့်သင်္ခါရအစရှိသောအကျိုးပစ္စည်းဥပ္ပံဒုက္ခအစုတရားတို့ထင်ရှားဖြစ်သည်ကိုပိုင်းခြားထင်ထင်သိမြင်တော်မူသောအခါကာလဝေလွန်စွာနှင့်လူအာယံပီတိပြဋ္ဌာန်းသောစိတ်နှလုံးဖြင့်ဖြစ်စေအပ်သောယထာဝိပါတုဘဝန္တိဓမ္မာအာတာပိနောသာယတောဗျာမနတအထသာကင်္ခဝပယန္တိသဗ္ဗယတောပဇာနာတိသာဟိတုဓမ္မံအကျဉ်အခါ၌ကိလေသာတို့ကိုပူပန်စေတတ်သောသမ္မပဒံလုံးလာရှိသောအာရမဏုပနိဒာနာသံလက္ခဏုပနိဒာနာသံဖြင့်ယုံနံတရားတို့၏လက္ခဏာကိုစိုက်စူးစူးရှုမြင်လေရှိသောယင်းကိုရှုမြင်လေရှိသဖြင့်မကောင်းမှုအကုသိုလ်မှအပပြုပြီးသောယဟနာပုဂ္ဂိုလ်၏သဏ္ဍာန်၌ဟောဒီပက္ခိယတရား39ပါးတို့သည်ထင်ရှားဖြစ်ကုန်၏တဏှီကာဖြင့်အရဟတမေဉာဏ်တို့ရောက်သဖြင့်ဒုက္ခသမုဒယနိရောဓမေဃတိဟုသောသစ္စာ၄ပါးတရားတို့သည်ထင်ရှား၍နေကုန်၏ဟိုသို့နေသောအရဟတမေဉာဏ်တို့ရောက်ပြီးသောယန္တာသခင်အရှင်သူမြတ်၏သဏ္ဍာန်၌အကြောင်းနှင့်တကွသောအဝိဇ္ဇာအစရှိသောအကြောင်းနှင့်တကွသောသင်္ခါရအစရှိသောအကျိုးတရားတို့ကိုပိုင်းခြားထင်ထင်ကျွမ်းမဲ့ကုံစင်သိမြင်ပြီးဖြစ်သောကြောင့်ပဋိစ္စသမုပ္ပါဒ်နှင့်ဆက်လျက်ဖြစ်သောယုံမှားခြင်းအတိယကာနာကပစ္စုပန်အခါတို့ကိုဆွဲ၍ဖြစ်သောယုံမှားခြင်း16ပါးဤယုံမှားခြင်းတရားတို့သည်အကျုံးမဲ့ကင်ကုန်ကွာကုန်သောသီရာတိဟုဘုံတော်6ပါးနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်သောမနတသာကိုညာနာသံပယုမဟာကရိယာသောစိတ်တုပ္ပဆွမ်းဖြင့်ဥဒံကျူရင်တော်မူအပ်ပါသည်အရှင်ဘုရားတထေဝဟုသောဘောရိဝေဒုတိယဘောရိသုဒ္ဓသင်္ခါတံဥရဏံဘဂဝတာကထာကထာကမ္မတံဝိရိတဝါကထင်သဥဒာနိတံဝုရုဝေလာယံဗန္တိနိသနေရင်သရာယတိရေဘောဓိရုကမူလေအဘိသမောတိတောတတ္တမယရတိယမိသိမေယမိပဋိစ္စသမုပ္ပါဒံပတိလောမမနတိကရိတဝံအဝိဇ္ဇာတိပစ္စယနိရောဓေနသင်္ခါရာတိကတပစ္စယုပံနတ္တဒုက္ခခန္ဓတနိရောဓသင်္ခါတံအထံဝိဒိတဝါယထာဝိပါတုဘဝန္တိဓမ္မာအာတာပိနောဇာယတောဗျာမနတအထံသာကင်္ခဝပယံတိသဗ္ဗယတောခယံပစ္စယနံအဝိတိတိဧဝံခောဗန္တိဘဂဝတာဥဒာနိတံထိုဥဒံပါဠိတော်ဘောဓိဝေ၌ပင်လင်ဒုတိယဘောဓိသောခေါ်ဆိုအပ်သောဥဒံစကားတော်မြတ်ကိုဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်အဘယ်ရဒေသ၌ဘယ်ခါကာလဝေဘယ်လိုသောအကြောင်းအရာနှင့်သဘောကိုသိမြင်တော်မူ၍ဘယ်လိုအချင်းရာအချင်းဥဒံကျွင်းတော်မူခဲ့ပါသနည်းငါချင်းဘုရုလတော်နေရင်ကရာစိတ်ကမ္မာဘောဓိပင်အပရာဇိတပန်လင်အရ၌ပင်လင်ဥဒံကျွင်းတော်မူအပ်ပါသည်ဘုံတော်ကြောင့်ပါနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်
အရဟံတမေညာသဗ္ဗညုတညာတော်ကိုရသဖြင့်လူသုံးပါး၌ဘုရားစင်စစ်ဖြစ်တော်မူသောနေ့မှာအစပြု၍မဟာဗောဓိပင်အပရာဇိတပန်လင်တော်၌ခုနှစ်ရက်ပတ်လုံးအရဟတဘူချမ်းသာကိုခံစား၍နေတော်မူပြီးသောအခါခုနှစ်ရက်လုံးရောက်သောကာလညဤမစ္စည်းမယံခါဝေပဋိစ္စသမုပ္ပါတရားတော်ကိုဣတိဣမသမိဟတတိဣဒံနာဥပ္ပစ္စတိဣမသာနိရောဓဣဒံနိရောဓတိယတိတံဝိဇာနိရောဓသင်္ခါရနိရောဓောအစရှိသည်ဖြင့်ဤသို့သောအကြောင်းအချင်းအရာအဖြင့်ဤသို့သောရှိသောအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့အရဟတမေဉာဏ်ဖြင့်ပေသအတ္တိဖြစ်ရာကမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းကိုယ်ပလတ်ပြီးရှိသောဤသင်္ခါရအစရှိသောအကျိုးတရားတို့သည်လေမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်တော့၏အဝိဇ္ဇာတိဟူသောအကြောင်းတရား၏အရဟတမေဉာဏ်ဖြင့်ပေသတ်ဖြင့်အကျိုးမဲ့မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းဟူသောအကြောင်းကြောင့်သင်္ခါရတိဟူသောအကျိုးတရားသည်လေမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းသည်ဖြစ်ထိုအတူပင်ဇာတိချုပ်ငြိမ်းခြင်းဟူသောအကြောင်းကြောင့်သရမရဏဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတာတိဟူသောအကျိုးတရားတို့၏ချုပ်ငြိမ်းခြင်းသည်ဖြစ်၏ဟူ၍ပဋိစ္စသမုပ္ပါတရားတော်ကိုအပြန်ဆိုင်ခြင်းပဲအားဖြင့်ဆင်ញံနှလုံးသွင်းတော်မူခဲ့ပါသည်ယင်းလိုဆင်ញံနှလုံးသွင်းတော်မူသောအခါကာလဝေဒုမတိစ္စသမုပ္ပါတရားတော်၌အဝိဇ္ဇာအစရှိသောအကြောင်းတရားတို့၏အရဟတမေကဘာဝနာဉာဏ်ပညာဖြင့်သမုတ်စေရတံအားပေရှားသဖြတ်အပ်သည်ဖြစ်၍မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးပစ္စယုပံဒုက္ခကံဒုက္ခအစုတရားတို့၏မဖြစ်သောချုပ်ငြိမ်းခြင်းဖြင့်ချုပ်ငြိမ်းခြင်းတည်းဟူသောအ내ကိုသိမြင်တော်မူလာသဖြင့်ယရာဝိပါဒုဝန္တိဓမ္မအစရှိသည်ဖြင့်ကိလေသာတို့ကိုပူပန်စေတတ်သောသမ္မာပဒံလုံလဝိရိယနှင့်ပြည့်စုံသောယုံနာတို့၏အနိစ္စဒုက္ခအနတ္တလက္ခဏာကိုစိုက်စိုက်စူးစူးရှုမြင်လေရှိပေသောမကောင်းမှုဒုစရိုက်တို့ကိုအပပြုပြီးသဖြင့်ဘာဟိတပါမဘာဟိတပါပဗျာမနစင်စစ်ဖြစ်တော်မူသောယဟန္တာသခင်အရှင်သူမြတ်၏ဉာဏ်၌ဟောဒီပကိယတရား39ပါးတို့သည်ထင်ရှားဖြစ်ပေါ်ကုန်၏ဖြစ်ညာတဏှာဖြင့်အရဟတမေဉာဏ်ကိုရသဖြင့်လေးပါးသောသစ္စာတရားတို့သည်ထင်ရှားကုန်၏ဖြစ်ညာထိုအရိယသခင်ယဟန္တာအရှင်သူမြတ်အားအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့၏မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းအနုပါဒနိရောဓဟုဆိုအပ်သောဂုံကံခြင်းသဘောကိုအကျုံးမဲ့ဂုံစင်သိမြင်ပြီးဖြစ်ရကပဋိစ္စသမုပ္ပါကိုအစွဲပြု၍ဖြစ်သောယုံမှားခြင်းအတိတ်အနာဂတ်ပစ္စုပန်ကာလသုံးပါးကိုအစွဲပြု၍ဖြစ်သောယုံမှားခြင်း16ပါးဤတရားတို့သည်ကင်ဂုံကွာဂုံတို့သည်သာတည်းဟုဤအ내အတိတ်ပဲကိုပေါ်ပြလျက်ယထာဝိပါတုဘဝန္တိဓမ္မာအာတာပိနောဇာယတောဗျာမနတအထံသာကင်္ကာဝပယန္တိသဗ္ဗယတောခယံကိစ္စယာနံအဝေတိဟုဘုံသောကြောင့်ပါနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်ဘောမနတသာကုမဟာဂရိယာညာနာသံပယုတ်ဇောစိတုပတ္တောပြဋ္ဌာန်း၍ကုဒံပြုရင်တော်မူအပ်ပါသည်ဘုရားတတေဝဟုသောဘောဓိဝကေတတိယဘောဓိသုဒ္ဓသင်္ခါတံဥရဏံပ
ဝတာကထာဂရာကမထာဝိရိတဝါကထေသဥဒာနိတံဥရူလာယံယေဝဗန္တိနိသနိရင်သရာယတိရေဘောဓိဒုက္ခမူလေအဘိဓမ္မောတိတောတတ္တမယာရတိယပစ္စည်းမေယာမေပဋိစ္စသမုပ္ပါဒံဝနုရောမပတိလောမမနာတိကတဝံအဝိဇ္ဇာတိပစ္စယသမုဒယေနသင်္ခါရတိကတာပစ္စယုပ္ပန္နတဒုက္ခခန္ဓာသမုဒယသင်္ခါတင်စေဝအဝိဇ္ဇာတိပစ္စယနိရောဓေနသင်္ခါရတိကတာပစ္စယုပ္ပန္နတဒုက္ခခန္ဓာနိရောဓသင်္ခါတင်သအထာဒွာယံဝိဒိတဝါယထာဝိပါတုဘဝန္တိဓမ္မာအာတာပိနောဇာယတောဗျာမနတဝိတုပယံဒိဋ္ဌတိမာရသေနံသူရိယောဝါဟောဘာတယမန္တလိက္ခန္တိဧဝံကိုပန္တိဘဂဝတာဥဒာနိတံထိုဥဒံပါဠိတော်ဘောဓိဝေ၌ပင်လင်တတိယဘောဓိသုံးခုခေါ်ဆိုအပ်သောကုရံစကားတော်မြတ်ကိုဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောအတ္တပင်ညုမြတ်စွာဘုရားသည်အဘယ်ရရေသာ၌ဘယ်ခါကာလဝေဘယ်လိုသောအကြောင်းအရာနှင့်သဘောကိုသိမြင်တော်မူ၍ဘယ်လိုသောအချင်းရာဖြင့်ကုဒံကျွင်းတော်မူခဲ့ပါသည်နိငါရှင်လတောဥမာပင်နေရိသရာမြစ္စယနိမဟာဘောဓိပင်အပရာဇိတဝရိဇဝသီရာသနပလင်တော်၌ဥဒံပြုရင်တော်မူအပ်ပါသည်ဘုန်းတော်ကြောင့်ပါနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်သမ္မာသမ္ဗုဒ္ဓသင်္စစ်ဘုရားဖြစ်တော်မူသည်နိမသာ၍ခုနှစ်ရက်ပတ်လုံးမဟာဘောဓိပင်အပရာဇိတပန်လင်၌ဖလသမဘဝိမု ക്തി ချမ်းသာကိုခံစားသုံးဆောင်၍ခုနှစ်ရက်လွန်မြောက်သောအခါထိုဝိမု ക്തി ချမ်းသာမှထတော်မူပြီးလင်ပဋိစ္စသမုပ္ပါတရားတော်ကိုဣမသမိန်တတိဣဒံဟောတိဣမတာဥပါဒာဣဒံဥပ္ပစ္စတိအစရှိသည်ဖြင့်ဤသို့သဘောရှိသောအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့ထင်ရှားရှိသေးကသင်္ခါရအစရှိသောအကျိုးတရားတို့သည်ထင်ရှားဖြစ်ကုန်၏ဤသို့စသည်ဖြင့်အနုလောမအဖြစ်၎င်းဤသို့လည်းအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့အရဟတမေညာဖြင့်အကျိုးမဲ့ပယ်သအပ်၍မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးတရားတို့သည်လေမဖြစ်သောချုပ်ငြိမ်းခြင်းအနုပါဒနိရောဓဖြင့်ချုပ်ငြိမ်းကြ၏ဤသို့အစရှိသည်ဖြင့်ပတိလောမနိယာဖြင့်၎င်းပဋိစ္စသမုပ္ပါတရားတော်ကိုအနုလုံးပတိလုံးအားဖြင့်ဆင်ခြင်စဉ်းစားတော်မူခဲ့ပါသည်ယင်းသို့ဆင်ခြင်စဉ်းစားတော်မူပြီး၍အဝိဇ္ဇာစာရှိသောအကြောင်းတရားတို့ထင်ရှားဖြစ်ပေါ်ခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစာရှိသောအကျိုးပစ္စယုပ္ပံဒုက္ခကံဒုက္ခတရားအစုတို့ထင်ရှားဖြစ်ခြင်းဟူသောအ내သဘောကို၎င်းအဝိဇ္ဇာအစာရှိသောအကြောင်းတရားတို့၏ဝိရာဂမြည်သောအရဟတမေဉာဏ်ကြောင့်မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းတည်းဟူသောအကျိုးမဲ့ချုပ်ခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးတရားတို့သည်လေထိုအတူမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းကြခြင်းတည်းဟူသောအ내သဘောကို၎င်းဤဆိုအပ်ပြီးသောအ내သဘောနှစ်ပါးကိုပိုင်းခြားထင်သင်သိမြင်တော်မူသောဖြင့်ယင်းသို့သိမြင်တော်မူသောအခါကာလ၌ဒီလေသာတို့ကိုပူပန်စေတတ်သောသမ္မပဒံလုံလနှင့်ပြည့်စုံသောအာရမဏုပနိဂာနာဇံဖြင့်လက္ခဏုပနိဂာနာဇံဖြင့်ယုံနံတို့၏လက္ခဏာကိုစိုက်စိုက်စူးစူးရှုမြင်လေရှိသောမကောင်းမှုအကုသိုလ်တို့ကိုအပပြုပြီးသောယဟန္တာသခင်ဝရှင်သူမြတ်၏ကန္တာ၌
အကျဉ်အခါဘောဓိပက္ခိယ139ပါးတို့သည်သင်္ရှားဖြစ်ပေါ်ကုန်၏တဏှာဖြင့်အရဟတမေဉာဏ်ကိုရသဖြင့်ဒုက္ခသမုဒယနိရောဓမေဃတိဟုသောသစ္စာလေးပါးတရားတို့သည်ထင်လင်း၍နေကုန်၏ထိုသို့သဘောရှိသောယဟနာသခင်အရှင်သူမြတ်သည်ကောင်းငင်အရ၌နေမြင့်သည်ထွန်းလင်းတောက်ပ၍တည်သကဲ့သို့ထိုသဘောရှိသောယဟနာသခင်အရှင်သူမြတ်သည်လေမမင်း၏ကာမအရတိအစရှိသောဆေးရသောစစ်တန်တို့ကိုပဲဖြောက်ချေမုံလျက်မိမိဗလသမာကချမ်းသာဖြင့်ချမ်းသာစွာညီ၏စွာတည်နေတော်မူနိုင်၏ဟုသောအနက်ကိုဖော်ပြလျက်ယထာဝေပါတုဘဝန္တိဓမ္မာအာနာပိနောသာယသောဗျာမနတဝိရုပယံဒိဋ္ဌတိမာရသေနံသူရိယောဝါဩဘာတယမန္တလိခံဟုဘုံသောကြောင့်ပါနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်သောမနတသာကိုညာနာသံပယုတ်မဟာကရိယာသောစိတ်ဒုက္ခအစွမ်းဖြင့်ဥဒံကျူးရင်တော်မူအပ်ပါသည်အရှင်ဘုရားသုနာတုမေဗန္တိသံဃောအာမန္တိယသမန္တဝိသိတသရဘိဝန္တံတိပိကဓမ္မဗန္နာဂာရိကံခောရကနိကာယေဓမ္မပရိသပုရဏပါဠိယံသဗုဇိတာဘာနိနေဂိုင်းဌာနာနိဘုဇေဗုဒ္ဓသသောအာယသမဝိသိတသရဘိဝန္တောဝိဝေဇာဝိသေစေတိဓတမယထာပုရိမာကသဘာရောမဟာတေရဝရဘောရဏသင်္ကိတိကာလပထမံဘုသိတဝဝိသရေတောရဒနန္တရံဓမ္မံသံဃာယေဟိဧဝမေဝမယပိဓာနိသဗ္ဗေဝသတ္တသင်္ကိတိမဟာဓမ္မသဘာပရိယပါဏာဣရာနိသံဃာယမာနာနိခောရကနိကယပရိယပါဏာနိသုဒ္ဓန္တာနိယထာနုပါရတနာတောပထာယဧကတောသစ္စာဟိတဝသံဃာယမသံဃာတော်ရှင်သူမြတ်တို့ဘုရားတပည့်တော်ယုသေသောလျောက်တော်စားကိုနာဆင်တော်မူကြသေးလိုပါသည်ဘုရားကြီးတော်သည်တိပိကဓမ္မဗန္နာဂာရိကအရှင်ဝိသိတသရဘိဝန္တကိုခောရကနိကေဝင်ပါဓမ္မပရနှင့်ဥဒ္ဒံပါဠိတော်တို့၌မေးတဲ့သောအချက်လည်းများစွာတော်များခဲ့ပါပြီတို့ချင်းဝိသိတသရဘိဝန္တသီလမေတိုင်းမရှင်းလင်းပြကြခဲ့ပါပြီတို့ဖြစ်ပါ၏ရှိခါကာလအရှင်မကသဘာဆိုင်သောရှိသောသင်္ဃာနာနဲ့မာရင်းများတို့သည်ကျေဥစွာမင်းများစစ်တော်မူကြပြီးနဲ့တော်များစစ်ပြီးသည့်ချမ်းမဲ့၌တရားတော်စုကိုတပေါင်းဤအညီညွတ်သောကသင်္ဃာနာပညာဂုဏ်တကဲ့သို့ဒုနည်းတူရင်ခုခါကာလ၌လည်းဒီသတ္တသင်္ဃာနာမဟာဓမ္မသမင်းကြီးနဲ့ပါဝင်တဲ့သင်္ဃာနာတင်းကြီးကိစ္စကိုဆောင်ရွက်တော်မူကြ၍သံဃိတိကာကဖြစ်တော်မူကြသောအာလုံးသောဘုရားကြီးတော်တို့သည်ယခုခါဝေသင်္ဃာနာတင်စေဖြစ်သောခုရကနိကေဝင်ပါသုတ်တန်တရားတော်စုကိုအစဉ်ရောက်ရာရမှစ၍တပေါင်းဤအညီညွတ်သောကဝါမြောက်ဝန္တာနှင့်သံဃာနာတင်ကြပါသောတတ်တော်ရှိရှင်ဖရာတို့သံဃရံဒါနံသဗ္ဗဒုက္ခဝိနာသနေသန္တဓမ္မေသာဘုဇင်ကေမာရတေနာပမတ္တနေဘုဇိတဝါယေစီမေသန္တာတိဘဝမௌဒ္ဒဂௌတမအာဇာတိမသရာပြာတိအမတံနိဗ္ဗယံကတာဧဝမာတိကုဏုပေတံအနေကကုဏသင်္ဃဟံဩဇတိသဣမံမန္တံဘုဇင်ကိသဗနာမယေသံဃာရိခန္ဓာအာယတနာဓာတ်တို့ဤမပြတ်သစ်လင်း၍ဖြစ်ခြင်းဟုဆိုသောတန်တရား၌သံဃာဒါနံအစမတင်ဆုံးမမြင်အောင်အစဉ်တစ်ဖြင့်ချမ်းသာခွင့်ကိုမသိစေပဲတညင်းတဲ့ညင်းစေ၍ရှင်ရမျိုးစုံအဖုံဖုံနှင့်ကြုံရတွေ့ရကုန်သောသတ္တဝါတို့၏သဗ္ဗဒုက္ခဝိနာသနေဇာတိဇရာပြာတိမရဏစသည်အလုံးစုံဘေးရှင်ရအပေါင်းတို့ကိုပျောက်စေတတ်ကုန်သောမာရဒေနာပမတနေမံစစ်တီကိုတမီမကြံတရားလင်းစမချင်းကရအောင်မြင့်သဖြစ်စီတော်မူတတ်ကုန်သောတတ္တာသယုအားဖြင့်ခုနှစ်ပါးကုန်သောယေစီမေဘုဇင်ကြီးအကျင့်အရိယာမကင်ရာကြောင့်အင်ဟုသောသံဘုဇင်တရားတို့ကိုဘုဇိတဝါပြည့်စုံလောက်ငါအတိကုန်ကြသောကြောင့်ဩ
ဥတ္တမမြတ်ကုံသောသတ္တသတ္တဝါတို့သည်ဒီဘဝကာမရူပအရူပဟုသောဘဝသုံးပါးမှမုတ်တာစင်းလုံးကြအောင်ကျင့်လွတ်တော်မူကြကုန်ရကားအသာတိဘဝသုံးရအဆုံးသတ်၍ထမြတဖန်ဆက်ရပြန်သောတန်တေကင်းကုံဇာတိလိမြုံထသောအတရံယုံနံဟောင်းကိုပြောင်းခဲ့ပြီးလင်နံသစ်ထွန်းသာအသင်္ခတဓမ္မလူမယုံမယွန်းငကိုရင်ပင်အိုခြင်းလိမရှိထသောအပြာတိ90နှင့်6မရောက်ပဲကစွာပြနာခြင်းလိမရှိထသောနိဗ္ဗယံအနည်းငယ်မြအန္တရမြေကြီးဘေးဥပလိမရှိထသောအမတံအသင်္ခတတပရမနုထွတ်သူလိုပရမေတိသံနေသောကြောင့်သုတေခြင်းမရှိထသောဝိသေသခေမန္တိရေကနေရဗံတို့ဂတာရောက်တော်မူကြလေကုန်မည်ဧဝမာတိကုဏုပေတံဤသို့စသောအနန္တဂုံကျေးဇူးနှင့်ပြည့်စုံသောအနေကကုဏသင်္ကဟံများလာစွာတောင်းဂုဏ်တော်ပေါင်းဖြင့်ကောင်းစွာယူအပ်ရည်အတွက်အပေတသောဩဒရင်သနတုဩထာမဟောဒရဩဇာစီနှင့်နတ်စေသပွဲလီဖြစ်တသောမဟာမန္တေသာပုအကရာဂါထာဇင်းမြင့်ကျင့်နှစ်တိပဲနတ်မန္တန်ကြီးသပွဲလီဖြစ်ပေတသောတံဘုဇင်မထုဘုဇင်တုတ်ရွှေလုံးရဖို့ပရိတ်တော်ကိုဟေသရင်သုံးဘက်သမက်ကဘောင်းဟိုသူတော်ကောင်းတို့မယံငါတို့သည်ဗနာမသရာမပြည့်အနေမမှားမြတ်တရားကိုထပ်ပွားအာယုံရွတ်ပတ်တရစေကြပါကုန်အံဘုဇင်ကိုတတိသင်္ကာတောဓမ္မနံဝိစီယောတထဝိရိယံပိတိပတ္တိဘုဇင်္ဂါသတထပရိသမာဓုပိက္ခဘုဇင်္ဂါတတ္တိတေသဗ္ဗတတ္တိနာမုနိနာသမ္မတေခာတာဘာဝိတာဘဟုလိကတံသံဝတ္တန္တိအဘိညာယနိဗ္ဗာနာယသာဘောဓိယဧတိနာသစ္စာဝုဇေနာသုတိတေဟောတုသဗ္ဗရာသတိသင်္ခါတောဣန္ဒြေပဋ္ဌာနာဓမ္မနိဖောသတိဟုဆိုအပ်သောဘုဇင်ဟောဘောဓိအင်္ဂါစင်လာတွတ်တင်သံဘုဇင်၎င်းတထာထုမတဗဓမ္မနံဝိစီယောသစ္စာပေါင်းယုံ၄ပါးလုံးတို့ကိုသူဉဏ်ဆေဉဏ်၅တံဝိသုဒ္ဓိဉာဏ်ပေါင်းညှိ၍သိအောင်သင်ခြင်းတတ်သောဓမ္မဝိစီယသံဘုဇင်၎င်းဝိရိယသာဣန္ဒြေဣတိပသမ္မပဒနာဘုမခင်ရေတွက်ဆအပ်သောဝိရိယသံဘုဇင်၎င်းတထာပရိထုမတဗကုံသောပိတိပတ္တိဘုဇင်ငါသသမထကမ္မထံတည်ထောင်မိစွမ်းသောကြောင့်ဝမ်းမြောက်နှစ်သက်ခြင်းပိတိသံဘုဇင်ကိုယ်စိတ်နှတံပူပန်ကသိမ့်မကသိမ့်သဖြင့်ငြိမ်းချမ်းခြင်းတည်ဟုသောပတ္တိသံဘုဇင်တို့၎င်းသမာဓုပေက္ခဘုဇင်ငါသဣန္ဒြေဘုမခင်ဟုဆိုအပ်ကုန်သောထိုသုံးပါးရှိသမာဓိသံဘုဇင်ကမ္မထာယေသကံဝေလာတိဟုမဆွေပူရတွေ့ယူစတိုင်းကိစ္စပြီးမှုလစ်လူရှုရသောဥပေက္ခသံဘုဇင်တို့၎င်းဣတိဤသို့သတ္တသယုတ်အားဖြင့်9ပါးကုန်သောဣတိဘုဇင်ကဤသံဘုဇင်ဘောဓိအင်တို့ကိုသဗ္ဗတတိနာတရားဥဒ္ဒုံအလုံးစုံကိုအဆုံးကုန်သိမြင်တော်မူသောမုနိနာငါတို့သခင်ဘုရားရှင်သည်သမ္မာဒေကတာကောင်းစွာပြည့်စုံဟောကြားတော်မူအပ်ကုန်၏ဘာဝိတာအချင်းချင်းအထထပွားများအပ်ကုန်သောဘဟုလိကတအချင်းများစွာအလေအလာပြုအပ်ကုန်သောဒီဘုဇင်ကားထိုသံဘုဇင်ဘောဓိအင်တို့သည်အဘိညာယထူသောဉာဏ်ဖြင့်အကျမ်းမရှိတရားကုန်သိခြင်းငါ၎င်းနိဗ္ဗာန်ယသာအသင်္ကတတနိဗ္ဗာန်မြတ်ကိုတတ်အသိမှုမျက်မှောက်ပြုအပ်ခြင်းငါ၎င်းဘောဓိယသမတိလေးစုံကိုလေးစုံ၏ဂုံတကူဖြာအကျိုးငါ၎င်းသံဝတ္တန္တိဖြစ်ကုန်၏ဟေတေနသစ္စာဝဇေနာဤသို့မဖောက်မပြန်အမှန်ကိုသာဆိုရသောသစ္စာကြောင့်ဒေသင်အသဗ္ဗဒါနိညနာယီပပိသနာပြန်ကြရာဟုသောအခါခသိသုတိဘေးရန်ဟု၍မြူမငွေပဲယကတိကျမ်းညံမာချမ်းညံသာသာဟောတုဖြစ်ပါစေတည်း
ဧကသမိန်သမယေသာတော်မောကလနိသကသဗံဂီလံနိဒုက္ခိတေဒိဋ္ဌဝါဘုဇင်ေသတ္တဒေတိဧသတမဖိနံဒိဋ္ဌဝါရောဂမုတ်စိမ့်သူတင်္ဂနေဧဒေနသစ္စာဝုဇေနဒုတိတေဟောတုသဗ္ဗတံဧကသမိန်သမယေတပါးသောဌာနတပါးသောအခါကာလ၌နာထောလူသုံးပါးတို့၏ကိုယ်ကိုယ်ရာစိန်တိယဘုရားမြတ်စွာသည်မောက္ကလနိသတဘုရောတွင်ဣတရတင်ရသောအရှင်မောက္ကလံကို၎င်းကံသပင်္စပฏิပတ်တွင်ဣတရတင်ရသောအရှင်မဟာကတ္တဗကို၎င်းဂီလာနေရူပကာယဗျာရိယသွမ်းဟံရူပကာယဗျာရိယသွမ်းဟံမကြမ်းခံသည်တို့ကိုဒုက္ခိတဝေဒနာညှင်းဆဲ၍ဆင်းရဲခြင်းတို့ရောက်ကြသည်တို့ကိုဒိဋ္ဌဝါမျက်မှောက်တူယူမြင်တော်မူ၍သတ္တဘုဇင်ေဘုဇင်တရားခုနှစ်ပါးတို့ကိုဒေသယိသနာရှိရှုဟောကြားတော်မူလေပြီဒေသာထုမောက္ကလနာကသဗ္ဗဟုလောကစီမိမထေရကြီးတို့သည်လေတန်တုဘုဇင်ကြီးကိုတရားတော်ကိုအပိနန္ဒိတဝါလွန်ကျူးအထုနှစ်သက်တော်မူကြ၍တင်္ဂနေတုဘုဇင်ခုနှစ်ပါးမြတ်တရားကိုမသနာကံသောခဏ၌ရောဂါရေသံမဝန္တာခြင်းပြင်းပြစွာဆွဲကပ်သောအနာယောဂမှာမုတ်စိန်သူအနည်းငယ်များမတွဲမကမဆတ်မလင်းဝန်းကျွတ်သောဘုံကင်းတော်မူကြလေကုန်၏ဣတိနသစ္စာဝိဇေနဤသို့မသွေးမလောင်းအမှန်လို့သာဆိုရသောသစ္စာစကားကြောင့်ဒေသအားသဗ္ဗဒာနိညမချာခါခတ်သိသုတိပဂတိကျမ်းညံမှာကျမ်းညံသာသာဟောတုဖြစ်ပါစေတည်းဧကရာဓမ္မရာဇာပိကေလင်ညေနာပိပိလိတောသုံးသတိရေနာတံယေဝဗနာပိတဝနာသာတရံသံမောဒိဋ္ဌဝနာအာဘာဒသမ္မဝုဒ္ဓတိဌာနသောဧတိနာသစ္စာဝုဇေနာဒုတိတေဟောတုသဗ္ဗရာဧကရာတပါးသောအရာတပါးသောအခါ၌ဓမ္မရာဇာပိမင်းတမင်းဖြာမင်းတရားကြီးဖရာသည်လေဧလင်ညေနနာနာကြီးကြီးပြည်စည်းလွှမ်းမိုးအနာမျိုးသည်အဘိပိလီတော်ဘုရားဟူ၍မြူမြနောက်ဆုံးမကြောက်ရွံ့ပဲအလုံးနှိမ့်ဆက်အပ်သည်ဖြစ်ရကားသုံးဒထေရနာသုံးဒညီယထေသမဏကိုတန်ယေဝထုအထုထုကျေးဇူးညွန်ကြားအမွန်ထားအပ်သောခုနှစ်ပါးသောဘုဇင်ဒေသနာတော်ကိုသာလင်သာဒရံကျူးကျွလွန်လွန်အသွင်ယူသေးစွာဗနာပိတဝါနာထံကရိုင်းနှင့်သံလိုင်းတင်အောင်နိုင်ချင်းအေးကျူရွတ်စေတော်မူ၍သံမောဒိဋ္ဌဝါနာတရားတော်သူဂုံကျေးဇူးကိုအထူးကြည်ကျူဝမ်းမြောက်တော်မူသောကြောင့်ဌာနတော်ထိုကြည်ကျူနှစ်ချိုက်ဝမ်းမြောက်တော်မူသောခဏ၌ပင်လင်ဓမ္မအာဘာဒထိုကိုယ်တော်မြတ်၌ဆွဲကပ်ဝေဒနာထိုယောဂမဥဒ္ဓတိထမြောက်လွယ်ကူငြိမ်းချမ်းတော်မူလေပြီဧတေနသစ္စာဝုဇေနာဤသို့မပေါက်မပြန်အမှန်ကိုသာဆိုရသောသစ္စာကြောင့်ဧသင်အားသဗ္ဗဒာနိညမချာခါခတ်သိသုတိဘေယံဟူ၍မြူမငွေပဲယကတိချမ်းချမ်းမာချမ်းချမ်းသာသာဟောတုဖြစ်ပါစေတည်းပဟိနာတိသအာဘာဒဒိဏနံပိမေတိနံမေဃဟတာကိလေသာဝပတ္တနုပတ္တိဓမ္မတံဧတေနသစ္စာဝိဇေနဒုတိတေဟောတုသဗ္ဗရာမေဃဟတာကိလေသာအရိယမေဉ္ဇဉ်လည်းနဲ့ဖြည့်စည်းပေသအကုန်သောကိလေသာတို့သည်အနုပတ္တိဓမ္မတံတဖန်အသစ်တရားခင်ညမဖြစ်ခြင်းသဘောရှိသည်အဖြစ်သို့ပါတာဤဝါရောက်ကုန်တဲ့ကဲ့သို့ဧဝံတထာထိုနှင့်အတူဒိဏံပိဒုတိယတတိယအာသဘဇစ်သာဝကနှစ်တို့နှင့်တကွဓမ္မရေဖျားအဆုံးအဖြင့်သုံးပါးသည်ဖြစ်ကုန်သောမေတိနံသီလခန္ဓာစသည့်ကျေစုကုန်အထုမရှိဘူးနေပြီမေတိတို့သည်ဗဟိနာဘုဇင်ခုနှစ်ရဖြည့်တော်မြတ်တို့ဖြင့်မြစ်ဖြတ်ပေရှားတော်မူအပ်ကုန်၏သောတေသအာဘာဒကိုယ်တော်မြတ်တို့၌ကရောက်သောထိုအနာတို့သည်လေအနုပတ္တိဓမ္မတံတပံအသစ်တရားခင်ည
မဖြစ်ခြင်းသဘောရှိသည်အဖြစ်သို့ပတ္တာရောက်ရလေကုန်၏ဣတိနာသစ္စာဝိသေနာဤသို့မဖောက်မပြန်မမှန်ကိုသာဆိုရသောသစ္စာကြောင့်တေသင်အားသဗ္ဗဒါနိညင်မချာကာကသိင်သုတိဘေးရန်ကင်းရှင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းဝဇင်ကသုတ်တံသစ္စာလေးပုံဖြတ်ကုန်သိမြင်ဘောဓိအင်ဟုသောဝဇင်သုတ်ပရိတ်တော်သည်နေတိတံဤတော်ကြီးဆုံးကပဖုံးလေပြီဝဇင်ကသုတ်နိဂုံးချုပ်အာတိတလင်္ကာမောက်ကံလာနကတ္တပနှင့်သုံးသာပုဇင်ကိုတွင်သမုတ်သုတ်သုံးရုပ်ကိုဝိဒုက္ခတွင်နှိချက်ပြင်း၍ဆင်းရဲစွာလာဒုက္ခိတနှင့်သနဝုတိယောဂါဖြစ်၍မချိစွာတောင်းသူနာပေါင်းကိုဤကောင်းဤမွန်ခုနှစ်ပါးစီဖော်ပေးတော်လားကုစားတော်သူဟောတော်မူ၍တိုင်းသူနကဓာနှင့်ဘိန်းတော်ပယောဂသုံးခုထုံးလက်တွေ့ယသိဉာဏ်သွားသမာဉာဏ်စွမ်းအကျဉ်းဉာဏ်ကိုလွန်လောက်အောင်သူနာညွတ်အောင်မမချောချောပြောဟောနဲ့လောကုတ္တရာဘိဓမ္မာလီနာ၍မကြီးအတိတိပင်ချီးမွမ်းပွေ၍ထင်အားတွေ့ကြည်အကျွေမတဆေးမရှာတိုင်းကျေစာပြုစုသမာကုတဲ့သုံးလူဆရာမဟာတိကိစ္စကအတုရဓမ္မရမဟာတိကိစ္စကအတုလဓမ္မရဆေးစီညွ၍ခုနှစ်ဘုဇင်ဆေးဘယင်ကိုပေးစဉ်တောက်တဘူ3000မျိုးကထိုယောဂဝေဒနာတို့ခြေကလွန်ကြောက်ဆင်းစဉ်တောက်ကရောက်လိမ့်နိဗ္ဗာန်ဤစိတ်သံ၍ဒိဋ္ဌံကုစားကြကုန်သော